ယူသမီတယောက်ကသူ့ရဲ့အိမ်တော်ရဲ့အမတ်တရားတွေအကုန်လုံးကိုတခဏလေးအတွင်းဖျောက်ဖျက်ပစ်လိုက်ပါတော့တယ်ပြီးတော့သူ့ပိုင်တဲ့ပစ္စည်းတွေအကုန်လုံးကိုတင်စီပြီးသူ့ယောက်ျားစီကိုနောက်ဆုံး message တို့ပို့လိုက်ပါတယ်ကျမလုံခဲ့တဲ့ရက်ပေါင်း10ရက်လောက်ကခင်ဗျားကိုပေးခဲ့တဲ့လက်ဆောင်လေးအခုတော့ဖွင့်ကြည့်လို့ရပါပြီတဲ့အဲ့ဒီနောက်မှာတော့သူက SIM card ကိုရိုက်ချိုးပြီးလွှင့်တစ်လိုက်တယ်ပြီးတော့ဘာမှနောက်ကြောင်းလှည့်မကြည့်ပဲအဲ့ဒီမျိုးကနေထားဝရာထွက်ခွာသွားပါတော့တယ်သူ့ကိုနာကျင်မှုတွေပဲပေးခဲ့တဲ့မျိုးတစ်မျိုးပေါ့ယောက်ျားဖြစ်သူကသူ့မိမရဲ့ message ကိုမြင်လိုက်ရတော့ကြောက်လန့်သွားပြီးချက်ချင်းဖုန်းခေါ်ကြည့်လိုက်တယ်ဒါပေမဲ့သူ့မိမကသူ့ကို block ထားတာကြောင့်တော့ဖုန်းလက်ပိတ်ထားတာကြောင့်ခေါ်လို့မရခဲ့ဘူးအဲ့ဒီအခါမှာဒီတစ်ခါတော့အခြေအနေကတကယ်မကောင်းဘူးဆိုတာသူသိလိုက်ရတယ်ဒါနဲ့သူလည်းအဲ့ဒီကောက်ချစ်တဲ့မိန်းကလေးကိုချက်ချင်းထားခဲ့ပြီးအိမ်ကိုအပြေးပြန်လာခဲ့တယ်ဒါပေမဲ့အခုတော့နောက်ကျသွားပြီပေါ့အိမ်ထဲမှာသူ့မိမရဲ့ဘာအကြီးအယောင်မှမတွေ့ရတော့ဘူးသူ့အထံရောမင်္ဂလာဝတ်စုံဒါမှမဟုတ်တဲ့ပုံတွေပါမရှိတော့ဘူးသူလည်းထိတ်လန့်တကြားနဲ့အိမ်ခေါ်ကိုချက်ချင်းဖုန်းဆက်ပြီးသူ့မိမအကြောင်းမေးလိုက်တယ်အိမ်ဖော်ကလည်းသူမထာဝရထပ်သွားပြီးလို့ပြောပြလိုက်တယ်ဒီစကားကြောတော့ယောက်ျားဖြစ်သူရင်ကွဲမထခံစားလိုက်ရတယ်ဒါပေမဲ့သူကဒါဟာနောက်ပြောင်တာပဲဖြစ်လိမ့်မယ်လို့ထင်နေတော့မယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ရက်အနေကမှသူ့မိမကသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာလက်ဆောင်တစ်ခုပေးထားခဲ့လို့လေဒါပေမဲ့အဲ့ဒီလက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့ခြေထောက်အောက်ကမြေကြီးတွေပျောက်ကွယ်သွားသလိုခံစားလိုက်ရတယ်သူတို့နှစ်ပတ်လည်နေ့တုန်းကသူ့မိမကိုယ်တိုင်သူ့ယုံခန်းကိုနေ့လည်စားသွားပို့ပေးခဲ့တာကိုသူသိလိုက်ရတယ်ဒါပေမဲ့အဲ့ဒီမှာသူ့ယောက်ျားကယုံထဲမှာသူ့အတွင်းရေးမှုနဲ့ဖောက်ပြန်နေတာကိုတွေ့လိုက်ရတာပေါ့အဲ့ဒီအချိန်မှာပဲအယိုသမီးရဲ့ရင်ထဲမှာကွဲချေသွားခဲ့ရတယ်ဒါပေမဲ့သူကဘာအငင်းကွာမှုမှမလုပ်ခဲ့သလိုအော်ဟစ်တာမျိုးလည်းမရှိခဲ့ဘူးသူကတိတ်တိတ်ဆိတ်ဆိတ်ပဲတန်းအိမ်ပြန်လာပြီးသူ့ရဲ့ကိုယ်ပိုင်အမတ်တရားကိုအပြီးပိုင်ဖြစ်သိမ်းကိုအတွက်အစိုးရရုံးကိုဖုံးဆက်ခဲ့တယ်အရာရှိကခင်ဗျားရဲ့ကိုယ်ပိုင်အမတ်တရားကိုဖျက်လိုက်ပြီးဆိုရင်ခင်ဗျားကိုဘယ်သူမှပြန်ရှာလို့ရတော့မှာမဟုတ်ဘူးနော်လို့တတိပေးလိုက်တဲ့အခါသူမကဟုတ်ကဲ့ကျမသိချပါတယ်လို့တီတီငင်ငင်ပဲပြန်ပြေးလိုက်တယ်အဲ့ဒီနောက်မှာသူကကွာရင်းစာချုပ်ကိုလက်မှတ်ထိုးပြီးလက်ဆောင်ဘူးထဲထည့်ထားလိုက်တယ်အဲ့ဒီချိန်မှာပဲယောက်ျားဖြစ်သူကအိမ်ပြန်ရောက်လာပြီးလိန်ပြောပါတော့တယ်မနေ့ညကစီးပွားရေးကိစ္စတွေအပြီးတက်နေတာကြောင့်နောက်ကျသွားတာပါတယ်ပြီးတော့သူကဆွဲချိုးတကုံးထူပြူပြီးသူ့ကိုလက်ဆောင်ပေးဖို့လုပ်တယ်ဒါပေမဲ့မိမဖြစ်သူကအရာအလုံးကိုတီးနေတာပေါ့ဘာတခွန်းမှမပြောဘဲဆွဲချိုးကိုဖြုတ်ပြီးလက်ဆောင်ဘူးကိုပြန်ပေးလိုက်တယ်အဲ့ဒီထဲမှာကွာရင်းစာချုပ်တွေရှိနေတာပေါ့သူမကဖွင့်ကြည့်လိုက်ပါလို့ပဲပြောလိုက်တယ်ရက်အနေကကြားပြီးတော့မှတော့နောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတာသိချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်သွားပေးပါဦး